ဒီနေ့တော့လူဆွမ်းအားကိုမျက်စုံဆွဲတင်ပြီးမဲ့ဆရာ EP မိုနီရဲ့ခန္ဓာဝင်အောင်စိတ်သဘောတရားတွေကိုအထူးထူးလေ့လာကြည့်ကြရအောင်အောင်မြင်မှုနဲ့ကြားရှုံးမှုကိုတကယ်တမ်းခွဲခြားပေးတာကံတရားမဟုတ်ပါဘူးခိုင်မာတဲ့စစ်ပိုင်းဆိုင်ရာတည်ဆောက်မှုကသာအဓိကပါပဲစောက်ထဲမှာတော့အောင်စိတ်ဆိုတာလူတိုင်းမှာမှုလက်ကလေးကပါဝင်နေတဲ့အမရန်ကြီးမားတဲ့စိတ်ဆွမ်းအင်လို့ဆိုထားပါတယ်စိတ်ကိုလက်ဆက်တက်လို့နိုင်ရှင်ကြည့်ရင်အောင်စိတ်ကအပေါင်းတက်ဖြစ်ပြီးရှုံးစိတ်ကတော့စန့်ကျင်ဘက်အနုလက္ခဏာတက်စီကြောင်းပါပဲစောက်ထက်ကဥပမာလေးတစ်ခုကြည့်အောင်ဝီလင်ဂန်ဆိုတဲ့ဖက်ကစားသမားကသူ့လက်ကိုအမြဲရှုံးမဲ့လက်လို့ယုံကြည်ချသူပါအဲ့ဒီလိုငါကရှုံးထိုကံပါလာတာဆိုတဲ့ယုံကြည်မှုကပဲသူ့ကိုတကယ်ရှုံးနေစေကြတာပေါ့သူငယ်ချင်းကကန်ကောင်းစေမဲ့ကြောက်စိမ့်လက်ဖွဲ့ရပေးလိုက်တဲ့အခါသူ့ကန်ကြမာကရုတ်တရက်ဘလို့များပြောင်းလဲသွားလဲတကယ်တော့အဲ့ဒီလက်ဖွဲ့ကအတူကြီးပါယုံကြည်မှုဝင်လာတဲ့သူ့ရဲ့စိတ်နေတဲ့ဘောထားကြောင့်သာစက်တိတ်နိုင်သွားတာဖြစ်ပါတယ်ဒါကြောင့်အောင်မြင်ခြင်းအရင်ဆုံးစိတ်ကိုရှင်းမယ်ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းမြင်အောင်မယ်ပြီးမှနီးလန်းရှာမှာပါစာရေးဆရာအလက်ဆန်ဒါဒူမာဆိုရင်ထောင်ထဲကစားချင်းစားချင်တွေကိုတုံးပြီးနာမည်ကျော်စာအုပ်ကြီးကိုအံ့ဩဖွယ်ရေးသားခဲ့တာပါအတီစင်ဆိုရင်လည်းစင်ရဲကြက်တဲနေတဲ့ကြားကရွေလားနေတဲ့ယထာပေါ်မှာတော့ရက်စစ်စန့်တတ်မှုတွေကိုမလျှော်တမ်းလောက်ဆောင်ခဲ့ပါတယ်လက်တွေ့မှာဆိုရင်လူကောင်းတွေနဲ့အပေါင်းအသင်းတာညှဉ်းညူမှုရှောင်ကျဉ်တာနဲ့အောင်မြင်တဲ့စိတ်ဓာတ်မွေးမြူတာတွေအငြင်းလောက်ဆောင်ရမယ်အောင်ဒီကိုတီဧကရတ်မင်းအောင်ဖြစ်နိုင်တယ်ဆိုတဲ့ဆရာကြီးရဲ့စကားကလူတွေရဲ့အကန့်အသတ်မဲ့စွမ်းရည်ကိုမိမောင်းထုတ်ပြနေပါတယ်ဒါဆိုရင်ကိုယ်စိတ်ကိုအခုချိန်မှာအောင်မြင်ဖို့တိဆောက်ထားသလားကြာရှုံးဖို့တိဆောက်ထားသလားဆိုတာတကယ်ကိုစဉ်းစားစရာပါပဲ